မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့တနေ့မျှဝေချင်တာကတော့တနေ့တို့ပြပထွက်မဲ့ကလေးတွေအယူအဆအမားလေးတစ်ခုကိုတနေ့ပြောချင်တာပါပြပထွက်မဲ့ကလေးတွေကဘလို့ထင်တာလဲဆိုလို့ရှိရင်ပတ်စံများများပေးရင်မြန်သွားရမယ်လို့ထင်တာလားအဲ့ဒီအယူအဆကအယံမားနေတယ်အယံလွဲနေတဲ့အယူအဆတစ်ခုဖြစ်ပါတယ်ပတ်စံပေးတိုင်းတွားလို့မရပါဘူး။ဘာကြောင့်လဲ။ကျမတို့လုပ်ငန်းကအစိုးရနဲ့လုပ်တဲ့အလုပ်တွေဖြစ်တဲ့အတွက်ဥပဒေတွေကိုနာခံရတဲ့အဆင့်တွေကိုဖြတ်ကျော်ရတဲ့ process တွေများတယ်။အဲ့ဒီ process အတိုင်းပဲတွားရမှာဖြစ်ပါတယ်။အမှန်ကန်ဆုံးတွားတဲ့နည်းလေးကိုကျမပြောရမယ်ဆိုရင်နံပါတ်1ကိုပြပထွက်ခွာမယ်ဆိုရင်ကိုယ့်ရဲ့ passport စာအုပ်နဲ့ကိုကရုံးကို form လက်ဖြည့်အလုပ်လက်လျှောက်ရမယ်။နံပါတ်2 form ဖြည့်အလုပ်လျှောက်ပြီးသွားပြီဆိုရင်ကိုအသက်ကိုအရက်ကိုပညာအရေးချင်းနဲ့ကိုက်ညီတဲ့အလုပ်ကို interview ပါလိမ့်မယ် interview ဆေးစစ်လာပါလိမ့်မယ် interview လဲအောင်ဆေးလဲအောင်ပြီးဆိုရင်တော့မှနံပါတ်3အဲ့ဒီခါမှာစာချုပ်ချုပ်ဖို့တနင်္ဂနွေက process လုပ်ရတယ်စာချုပ်ချုပ်ဆိုခွင့်ကိုတင်ရသေးတယ်အဲ့ဒီစာချုပ်ချုပ်ဆိုခွင့်ဆိုတာလဲအခုတင်အခုကြအခုချုပ်မဟုတ်ပါဘူးအဲ့ဒီ interview တာနဲ့စာချုပ်တဲ့ဂျာမှာကာလတစ်ခုဆိုတာရှိသေးတယ်အဲ့ဒါကိုစိတ်ရှည်ရတယ်ပေါ့နော်ဟုတ်ပြီကျမတို့ကနံပါတ်1အလုပ်လက်လျှောက်ပြီးပြီနံပါတ်2 interview လဲအောင်ပြီးဆေးလဲအောင်ပြီးနံပါတ်3စာချုပ်ချုပ်ခွင့်လဲကြာပြီဆိုချုပ်ဆိုပြီးသွားပြီအဲ့ဒီချုပ်ပြီးတိုင်းလဲတန်းထွက်ရတာမဟုတ်ပါဘူးစာချုပ်ချုပ်ပြီးသွားတာတော့မှဒီဘက်နိုင်ငံဟိုဘက်နိုင်ငံ process တွေလုပ်ရသေးတယ်အဲ့ဒီ process တွေလုပ်တဲ့ကာလကိုစောင့်ရတယ်အဲ့ဒီ process တွေပြီးမှတာလေဈေးလွတ်တစ်ခါပြန်တင်ရတယ်ထွက်ခွာခွင့်ဈေးလွတ်ကိုတစ်ခါတင်ရတယ်အဲ့ဒီခါကျမှထွက်ခွာခွင့်ကြာလာမှတာလေကျမတို့ကအဲ့ဒီမှာလင်းလက်မှတ်ပါညာတာရကစီစဉ်ပြီးတော့ကျမတို့ကကလေးတွေကိုဈေးလွတ်ရတယ်ပေါ့အဲ့ဒီထွက်ခွာခွင့်ကြာမှတာနေကလေးတွေကိုချိတ်ဆက်ပြီးတော့လာ OWIC ကက်ရပြီးလို့ရှိရင်ထွက်ခွာအလင်းနဲ့သွားအဲ့လိုအစစ်စစ်နေလောက်ရတယ်ဒီ process တွေလုပ်တဲ့ကာလကိုကလေးတွေစိတ်ရှည်ပေးမှရမယ်အခုအားလုံးသိတဲ့အတိုင်းpolicy တွေကတစ်ပတ်တစ်ခါတစ်လတစ်ခါအဲ့ဒီအချိန်အပြောင်းလေးတွေရှိတယ်အဲ့ဒီသတင်းတွေကိုလည်းအမြဲတမ်းနားထောင်ရမယ်သတင်းတွေအားလုံးကမှန်ကန်တာမဟုတ်ပေမဲ့တချို့တော့မှန်ကန်တာတွေလည်းပါတယ်အဲ့ဒီအတိုင်းလေးပဲကျမတို့ကလှုပ်ဆောင်ရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကျမပြောချင်တာကိုမမှန်ကန်တဲ့နိုင်ငံတစ်ခုကိုသွားလို့တဲ့နိုင်ငံတစ်ခုကိုရောက်ချင်တယ်ဆိုရင်တော့စိတ်ရှည်သီးခံရပါမယ်လို့ပြောချင်ပါတယ်ငွေကအရာမဟုတ်ပါဘူး process အစီအစဉ်တိုင်းရတာအမှန်အကန်ဖြစ်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမနာမည်ကတော့တသွဲနင်းပါTNZ Employee Service Zone ရဲ့ CEO တယောက်ဖြစ်တယ်လို့ Career Life Coach and Trainer တယောက်လည်းဖြစ်ပါတယ်ရှင်အားလုံးချစ်ပါတယ်ရှင်